Udadama diploma level 1 သမထနဲ့ဝိပဿနာတရားတော် stereo အပိုင်းလေးကိုကင်းနဲ့တူတူလေ့လာကြရအောင်ရှင်သမထဝိပဿနာဘာဝနာလုပ်ငန်းမစမီရှေးဥစွာပြုလုပ်ရမည်အချက်များရုပ်ခန္ဓာကိုတန်ရှင်းစင်ကြယ်အောင်လုပ်ရမည်ကိုကျင့်တရားဖြူစင်စေရန်သီလစောင့်တည်ရမည်ကိုကျင့်သီလမစင်ကြယ်သောပုဂ္ဂိုလ်သည်စိတ်ကိုကမ္မထံအာယုန်၌ထားရန်ကြိုးစားသည်နှင့်တပြိုင်နက်အတိတ်မှာအာယုန်ပုံရိပ်အနှောက်အယှက်များဝင်ရောက်လာပြီးစိတ်ပြန်လွင်မှုစိတ်နှလုံးမตายရမှုဩဒိစ္စကုတ်ကုတ်ဆဖြစ်ခါတမာတိမရရှိနိုင်ပါဘူးရှင်တိလံအဓိပတိတာယာယာစင်ကြယ်သောတိလသည်စိတ်နှလုံးမตายရမှုကိုပယ်ဖြောက်တတ်သည်သီလဖြူစင်သူသည်မိမိ၏စင်ကြယ်သောသီလကိုဆင်ခြင်ပြီးစိတ်နှလုံးရွှင်ကြည်မှုဖြစ်လာသည်စိတ်နှလုံးရွှင်ကြည်မှဝမ်းမြောက်မှုပါမောက္ခနှစ်သက်မှုပီတိကိုယ်စိတ်ငြိမ်းချမ်းမှုပတ္တတိကိုယ်စိတ်ချမ်းသာမှုဒုက္ခစိတ်တည်ငြိမ်မှုတမာတိအစဉ်စဉ်ဖြစ်လာမှာပဲဖြစ်ပါတယ်ရှင်စိတ်တည်ကြည်မှုတမာတိဖြစ်မှာတဘာဝတရားရုပ်နံတို့ကိုအမှန်တိုင်းသိသောဉာဏ်ယထာဘုဒ္ဓညာနာတတနာဖြစ်နိုင်မှာပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်မို့ကိုကျင့်သီလစင်ကြယ်စေရန်ရှေးဥစွာကြိုးစားစောင့်တည်ဆောင်ထိန်ရမှာပဲဖြစ်ပါတယ်ရှင်။ယဟန်တော်များကတော့228သွဲသောတိတ်ခါဘုတ်ကိုဆောင်ထိန်ရပြီးလူဝိကြောင်များအနေနဲ့ကတော့9ပါးသီလကိုဆောင်ထိန်ရမှာပဲဖြစ်ပါတယ်ရှင်။နောက်တစ်ချက်ကတော့မိမိ၏ကိုယ်ခန္ဓာအားဘုရားရှင်ထံစွန့်လူထားရမှာပဲဖြစ်ပါတယ်ရှင်။ဒါမှသာအန္တရာယ်တစ်ခုခုကြုံလာတဲ့အခါမိမိကိုယ်ခန္ဓာအားဘုရားရှင်ထံစွန့်လူထားပြီးဖြစ်သည်ဟုရဲတင်းသောစိတ်များဖြစ်လာပြီးစိတ်အင်အားများပြည့်လာနိုင်ပါတယ်ရှင်။ဤဒီမှာတော့အထက်ကတာဆရာတွေကအကြံပေးတဲ့စကားပဲဖြစ်ပါတယ်ရှင်။နောက်ဆုံးတစ်ချက်ကတော့သူတော်ကောင်းများအပေါ်နှုတ်မဆောင်စည်းပဲပြစ်မှားဆွဆွဲမိတော့အပြစ်များရှိခဲ့ပါလေဝင်ချတောင်းပန်ကြော့ခြင်းနဲ့စိတ်တင်းကျပ်မှုကုတ်ကုတ်ဆနိဝရဏအနောက်အရှက်မဖြစ်စေရန်အတွက်ဖြေလျှော့ပြုလုပ်ရမှာပဲဖြစ်ပါတယ်ရှင်ကျမရတနာကေပါရှင်အခုပြောပြသွားတဲ့အကြောင်းအရာလေးကဓမ္မမိတ်ဆွေတွေအတွက်အကျိုးရှိတယ်ဆိုရင် like and share လေးလုပ်ပေးသွားကြပါအောင်ရှင်အားလုံးလည်းကိုကျင့်တရားတွေဖြူစင်ကြပြီးစိတ်ငြိမ်းအေးကြလို့လူအင်ဆန္ဒတွေအားလုံး